မင်္ဂလာပါခုသွားနေတဲ့နေရာကြတော့ Siesta Beach လို့ခေါ်တဲ့နေရာလေးဖြစ်ပါတယ် Florida State Sarasota County Siesta Key မြို့လေးမှာရှိပါတယ်ရမ်းပျော်စရာကောင်းတဲ့ကမ်းခြေလေးတစ်ခုဖြစ်ပါတယ်အပေါ်မှာရောအောက်မှာရောဒီလူတွေလုံခြုံဖို့အတွက် security လေးရမ်းကောင်းလောက်ထားပါတယ်ဒီနေရာမှာကြတော့ဒီတေးတောင်ပြင်ရလေတကယ်ဒီပေါင်တာမုတ်လိုပဲနှုတ်နေတဲ့တေးတွေရှိတယ်နေရာဖြစ်ပါတယ်စေတောက်တဲ့အချိန်မှာစေလုံးချော်သွားအောင်ဒီစေခုံကိုဖြန်းတဲ့ပေါင်တာမုတ်လိုပဲတကယ်နှုတ်နဲ့တေးပြင်ရှိပါတယ်အဲ့ဒါကြောင့် boundary sand လို့လည်းခေါ်ကြပါတယ်ဒီမှာကြတော့မက္ကဆီကိုကွေ့နဲ့ Atlantic သမုဒ္ဒရာကြားမှာရှိတဲ့နေရာလေးဖြစ်တယ်မိသားစုတွေ vacation ယူပြီးအားတဲ့အချိန်မှာတခါတလေအပန်းဖြေသွားဖို့အတွက်တကယ်အသင့်တော်တဲ့နေရာလေးဖြစ်ပါတယ်ရေရလေးကြည်လင်ပြီးတော့တိတ်မအေးဘူးနှွေးတဲ့ဖက်မှာရှိတယ်မိတ်ဆွေတွေလေးတကယ်လို့တခါတလေအပန်းဖြေခီသွားခြင်းတဲ့ဆိုရင်ဒီနေရာလေးကတည်တော်တဲ့နေရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလေ sharing လုပ်ပြရစေကျေးဇူးတင်ပါတယ်